ဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ FIFA World Cup 2026 32တင်အဆင့်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ Portugal နဲ့ Croatia ပွဲကိုဝက်ကျုပ်သုံးသပ်ချက်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနှစ်တင်ဟာဥရောပမှာအင်အားကြီးအသင်းတွေဖြစ်ပြီးတော့ကမ္ဘာဖလား knockout အဆင့်မှာတွေ့ဆုံတာကြောင့်ပရိသတ်အားလုံးစောင့်မျှော်နေတဲ့ပွဲတစ်ပွဲလည်းဖြစ်တယ်ဒီပွဲရဲ့အားသာချက်အားနည်းချက်အဓိကကစားသမားတွေနီးဗျူဟာပိုင်းနဲ့နောက်ဆုံးခံမှန်းရလက်အထိကျွန်တော်တင်ဆက်ပေးသွားပါမယ်ကျွန်တော်တို့ပထမဦးဆုံးပေါ်တူဂီအသင်းအကြောင်းပြောလိုက်အောင်ပေါ်တူဂီကကွင်းလယ်အင်အားရန်ကောင်းတဲ့အသင်းတစ်သင်းဖြစ်တယ်။လေတန်းမှာ Bruno Fernandes, Vitinha, Ruben Neves တို့လိုဖန်တီးနိုင်သောကောင်းတဲ့ကစားသမားတွေရှိပြီးတော့ဘောလုံးကိုထိချုပ်ကစားနိုင်တယ်။ခံစစ်မှာလည်း Ruben Dias ဦးဆောင်လာတာကြောင့်နောက်တန်းကပုံမတည်ငြိမ်လာနိုင်တယ်။တိုက်စစ်ပိုင်းမှာ Cristiano Ronaldo ပါဝင်ကစားမယ်ဆိုရင် box twin ပိုင်းကအဆုံးသတ်မှာအမြဲတမ်းအန္တရာယ်ရှိနေတယ်။ပေါ်တူဂီအဓိကအားသာချက်ကဘောလုံးပိုင်ဆိုင်မှုများများယူပြီးတစ်ဖက်အသင်းကိုဖိကစားနိုင်တာဖြစ်တယ်။တောင်မှနှစ်ဖက်ကနေတိုက်စစ်ဆင်တာကွင်းလယ်ကနေ through back ပေးတာတွေကသူတို့ရဲ့အဓိကအားသာချက်တွေဖြစ်တယ်။ဒါပေမဲ့လည်းပေါ်တူဂီမှာအားနည်းချက်ရှိတယ်။တိုက်စစ်ဆင်နေချိန်မှာရှေ့မှာလူတွေများပြီးနောက်ခံလူတွေနေရာလွတ်သွားမယ်ဆိုရင်ကောင်းတာအတက်ကိုခံရနိုင်တယ်။ Croatia လိုတံပြန်တိုက်စစ်ကောင်းတဲ့အသင်းနဲ့တွေ့ရင်ဒီချက်ကိုသတိထားရလိမ့်မယ်။ကျွန်တော်တို့ဒုတိယအနေနဲ့ Croatia ဘက်ကိုကြည့်အောင် Croatia ဆိုတာ tournament အသင်းလို့တော့ပြောလို့ရတယ်။အုပ်စုအဆင့်မှာပုံမှန်ကစားပေမဲ့ knockout stage ရောက်လာရင်ပို့ပြီးတော့အန်ဒီရရှိလာတဲ့အသင်းတစ်သင်း Luka Modric ကအသက်အရွယ်တစ်ခုကိုရောက်လာပြီဆိုပေမဲ့ပွဲရှည်ကိုထိန်းချုပ်နိုင်စွမ်း pass ပေးနိုင်စွမ်းနဲ့အတွေ့အကြုံကအမြင့်ဆုံးအဆင့်မှာရှိနေတော့ Kovacic ကဘောလုံးတည်ယူရာမှာကောင်းပြီးတော့ Gvardiol ကခံစစ်ကိုဦးဆောင်ပေးနိုင်တယ်။ Croatia ရဲ့အားသာချက်ကစိတ်ရှည်ရှည်နဲ့ကစားတတ်တာပါ။မလိုအပ်ပဲရှစ်တိုက်မတက်ပဲနဲ့အခွင့်အရေးကောင်းရရင်တိုက်စစ်ဆင်တတ်တယ်။ set piece တွေ counter attack တွေကလည်းအနည်းရှိတယ်။ဒါနှစ်သိန်းစလုံးအကြောင်းပြောပြီးဆိုတော့ဒီပွဲမှာအရေးကြီးဆုံးကြည့်ရမယ့်အချက်ကိုကျွန်တော်ပြောမယ်။ဒီပွဲမှာအရေးကြီးဆုံးကြည့်ရမယ့်အချက်ကအလဲတန်းမှာဖြစ်မယ်လို့ကျွန်တော်ထင်တယ်။ Portugal က Bruno Fernandes နဲ့ Vitinha တို့ကပွဲကိုထိန်းပါလိမ့်မယ်။ Croatia ဘက်ကတော့ Modric နဲ့ Kovacic ကပွဲရှည်ကို short ချပြီးတော့ Portugal အလွယ်တကူကစားလို့မရအောင်ကြိုးစားပါလိမ့်မယ်။ဘယ်တဲ့အလဲတန်းကိုအနိုင်ရမလဲဆိုတာပွဲအဖြေကိုအများကြီးတက်ရောက်မှုရှိတယ်။ဒီပွဲမှာကျွန်တော်တို့နောက်ထပ်ကြည့်ရမယ့်တစ်ချက်က Portugal ရဲ့ win play ပေါ့နော်တောင်ပန်ကစားပုံပေါ့ Portugal ကတောင်ပန်ကစားပုံကဘေးကနေ cross တွေတင်တာ one two pass တွေနဲ့ပေါက်ထဲဝင်လာပြီးတိုက်စစ်ဆင်ရတာကိုဒါသူတို့သဘောကျတယ် Croatia ခံစစ်ကအဲ့နေရာကိုကောင်းကောင်းထိချုပ်နိုင်မလားဆိုတာတစ်ချက်စောင့်ကြည့်ရမယ်Croatia အတွက်တော့ပထမပိုင်းမှာဂိုးမပေးရဖို့အရေးကြီးတယ်။တကယ်လို့ပွဲကိုတည်ရည်နဲ့အချိန်ကြာကြာထိန်းထားနိုင်မယ်ဆိုရင်တော့ Portugal ဘက်ကဖိအားပိုများလာနိုင်တယ်။အဲ့ဒီအချိန်မှာ Croatia ကောင်းတာတက်တဲ့ပွဲကိုပြောင်းလဲနိုင်တယ်။ပွဲမှာစောင့်ကြည့်တဲ့ကစားသမားတွေက Portugal ဘက်က Bruno Fernandes, Vitinha, Cristiano Ronaldo, Croatia ဘက်ကတော့ Luka Modric, Kovacic နဲ့ Gvardiol တို့ဖြစ်တယ်။ဒီကစားသမားတွေကဘယ်သူကပွဲကိုအဆုံးဖြတ်ပေးမလဲဆိုတာအရင်စိတ်ဝင်စားဖို့ကောင်းနေတယ်။ခုနောက်ဆုံးခံမှန်းချက်ကိုပြောရမယ်ဆိုရင်တော့ Portugal ကတိုက်စစ်ပိုင်းမှာအနေငယ်အားသာနေတယ် Croatia ကတော့အတွေ့အကြုံနဲ့စိတ်ဓာတ်ပိုင်းမှာအားကောင်းတယ်ဒါကြောင့်လွယ်လွယ်ကူကူအနိုင်ရှုံးပြတ်မဲ့ပွဲမဟုတ်ဘူးလို့တော့ကျွန်တော်ထင်တယ်ကျွန်တော်ရဲ့ခံမှန်းရလက်က Portugal 2 Croatia 1ဖြစ်ပါတယ် Portugal ကဒုတိယပိုင်းမှာနိုင်ကိုရပြီးတော့ quarter final အဆင့်ကိုတက်ရောက်သွားနိုင်မယ်လို့ခံမှန်းထားပါတယ်ဒါပေမဲ့ဘောလုံးဆိုတာဘာမှမဆိုဖြစ်နိုင်တာကြောင့် Croatia အနိုင်ရသွားရင်လည်းအံ့ဩစရာတော့မရှိဘူးဒီပွဲကိုဘယ်အသင်းနိုင်ရမယ်လို့ထင်လဲ Portugal အသင်းရပဲ16သင်းဆင့်ကိုတက်ရောက်သွားနိုင်မလား Croatia အသင်းရပဲ16သင်းဆင့်ကိုတက်ရောက်သွားနိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်ကျွန်တော်တို့ channel လေးမှာကမ္ဘာဖလားပွဲတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့လို့ channel လေးကို like နဲ့ follow လုပ်ပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် peace